ကျွန်တော်တို့ဒီမှာပေါ့နော်ဆယ်လပိုင်း၄ရက်နေပေါ့နော်ဒီ၄ရက်နေမနေ့အစောကြီးမှာပေါ့ကျွန်တော်တို့နော်လေးစားအားပေးနေရတယ်အွန်လိုင်းအဆိုင်ရဲ့နောက်ဆုံးရှင်ပြိုင်ထိုးတက်မဲ့ပွဲပေါ့နော်ဒီပွဲလေးရှိနေတယ်ပေါ့ဒီပွဲလေးကတော့သူကဒီကျွန်တော်မြန်မာဆိုင်တော်ချိန်နဲ့ဆိုတော့မနေ့အစောကြီးဖြစ်မှာပေါ့နော်မနေ့အစောကြီးဆိုတော့9နာရီခွဲလောက်ကတော့ပွဲတွေရောစမှာပေါ့နော်ဒါပေမဲ့သူတို့ပွဲကတော့9နာရီလောက်မှလာမယ်လို့ခံမှန်းရတာပေါ့နော်ဒါပေမဲ့ကြိုပြီးတော့ကြည့်ပေါ့နော်ဒီပွဲလေးကိုကျွန်တော်ကြည့်တဲ့နေ့လေးကိုကျွန်တော်ပြောပြပေးမှာပေါ့နော်YouTube မှာတွားကြည့်လို့ရမယ်နံပါတ်1က YouTube မှာဘယ်လိုရှာရမလဲဆိုတော့ ONE1 CHAMPIO One Championship လို့ရိုက်ရှာလိုက်နော်အမှသူ့ရဲ့ဒီမှာပေါ့ဒီမှာ17.9 million ရှိရဲ့ဒီဟိုမှာဒီ like တွေမှာမနေ့လာမှာပေါ့နော်အမှတွားပြီးတော့ဝင်ကြည့်လို့ရမှာပေါ့နော်ဒီမှာသူလည်းကြေညာထားတယ်ဒီမှာပွဲစဉ်ရှိမယ်ဟာရောဒီမှာအောင်လာတော့ပွဲရှိမယ်ဒီကြေညာထားပါနော်အမှဒီမှာအဲ့ဒါဒီမှာတွားကြည့်လို့ရမယ်နောက်ထပ်ကြည့်လို့ရမှာတနေရာရှိသေးတယ်ကျွန်တော် software နဲ့ကြည့်မယ်ဆိုရင်ဒီမှာ Play Store ဝင်လိုက်ပါနော် Play Store မှာလည်း21 CHAM One Championship အဲ့လိုရိုက်ရှာလိုက်ဒါကသူတို့ official ဒီမှာ software ရှိမယ်ဒီ software လေးကို download ဆွဲလိုက်အဲ့ဆိုရင်ကျွန်တော်တို့ဒီ software ကို download ဆွဲပြီးလို့ပြည့်သွားပြီဆိုရင် open ပေါ့နော် open နဲ့လည်းလောက်နေတယ်ပေါ့နော်ဒီမှာတော့ကိုစာသားရွေးမှာနော်ကျွန်တော်ကတော့အင်္ဂလိပ်စာနဲ့ရွေးလိုက်မယ်ပြည့်တယ်မှာ skip for now ကျွန်တော်နှိပ်လိုက်အဲ့ဆိုရင်သူကဒီမှာကြည့်လို့ရမှာပေါ့နော်ဒီအခုကတော့ပွဲမလာသေးဘူးဆိုတော့ဒီမှာဝင်ကြည့်လို့ဒီမှာမပေါ်သေးဘူးပေါ့နော်ဒီပွဲလာတယ် online ပွဲလာပြီဆိုတာနဲ့ဒီပေါ်လေးမှာဒီမှာအခုဒီမှာဆိုရင်ဒီမှာလာမဲ့ပွဲမှာတနာရီ36မိနစ်ဆိုတဲ့ဟာလေးပေါ်နေပါတော့။အောင်လာပွဲလာမယ်ဆိုလဲအမှလာပြီးပေါ်နေလိမ့်မယ်။အမှဝင်ပြီးတော့ကြည့်လို့ရမှာပေါ့နော်။ Okay အားလုံးပဲအဆင်ပြေကြပါစေနော်။ကိုအောင်လာအန်ဆန်ရဲ့နောက်ဆုံးပွဲမှာလဲနိုင်ရရှိပါစေလို့ဝိုင်းပြီးဆုတောင်းပေးခဲ့ကြပါဦးနော်။ကျေးဇူးတင်ပါတယ်။